or photosynthesis photosynthesis ဆိုတာအပင်တွေကနေရောင်ခြည်ရေကာဗွန်ဒိုင်အောက်ဆိုက်ကိုသုံးပြီးအာဟာရထုတ်လုပ်တဲ့လုပ်ငန်းစဉ်ကိုပြောတာပဲဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်ကြောင့်အပင်တွေဟာသူတို့အတွက်လိုအပ်တဲ့စွမ်းအင်ကိုရနိုင်တယ်လို့လူနေတဲ့ဆန်တွေအတွက်အသက်ရှူဖို့လိုတဲ့အောက်ဆီဂျင်ကိုလည်းထုတ်ပေးပါတယ်photosynthesis အလုံးလုံးပုံ light absorption နေရောင်ခြည်စုပ်ယူခြင်းအပင်ရဲ့အစင်းအရွက်ထဲရှိကလိုရိုဖီလ်ကနေနေရောင်ခြည်ကိုစုပ်ယူတဲ့ water splitting ရေခွဲခြင်းအပင်အမြင့်ကစုပ်ယူထားတဲ့ရေကိုနေရောင်ခြည်စွမ်းအင်နဲ့ခွဲလိုက်ပြီးဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်ထွက်ပေါ်လာတဲ့အောက်ဆီဂျင်ကိုအပင်တွေကအလေးအကျင့်အတိုင်းလေထဲကိုထုတ်လုပ်ပေးပါတယ်ကာဗွန်ဒိုင်အောက်ဆိုက် fixation ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူခြင်းလေထဲရှိကာဗွန်ဒိုင်အောက်ဆိုက်ကိုအရွက်ထဲကစတိုမာအပေါက်လေးမှတစ်စိမ့်စုပ်ယူတဲ့ glucose production အာဟာရဖွဲ့စည်းခြင်းဟိုက်ဒရိုဂျင်နဲ့ကာဗွန်ကိုနေရောင်ခြည်စွမ်းအင်အသုံးပြုပြီး glucose ထုတ်ပေးပါတယ်အတူရှုပ်ပြောရမယ်ဆိုရင်အပင်တွေကနေရောင်ခြည်ကိုစွမ်းအဖြစ်သိမ်းပြီးအာဟာရထုတ်လုပ်ခြင်းလူနေတဲ့ဆာအသက်ရှူဖို့အောက်ဆီဂျင်ထုတ်ပေးတဲ့လုပ်ငန်းစဉ်ကိုသိရှိထားရပါတယ် Structure of a leaf အရွက်ရဲ့ဖွဲ့စည်းပုံမှာအဓိကအားဖြင့်အဆက်အပိုင်း၃မျိုးရှိပါတယ် leaf base အရွက်အောက်ခြေဖြစ်ပြီးအပင်နဲ့ရှစ်ဆက်ထားတဲ့အဆက်အပိုင်းဖြစ်ပါတယ် Pistil အရွက်တန်အရွက်ကိုအပင်နဲ့ဆက်ထားတဲ့အရာဖြစ်ပါတယ် leaf blade အရွက်ခန္ဓာအလဲရောင်ဖမ်းပြီး photosynthesis လုပ်တဲ့အရာဖြစ်ပါတယ်။ရဲ့အစင်းရောင်အဆက်အပိုင်းအများစုဟာ photosynthesis ပြုလုပ်နိုင်တော့လေအရွက်များကဤလောက်ဆောင်ရှက်အတွက်အကောင်းဆုံးဖြစ်ပါတယ်။ဤအဆက်အပိုင်းများဟာအလင်းပြန့်နှံ့မှုကိုလွယ်ကူရှောင်ဝေ့စေရန်မျက်နှာပြင်ဧရိယာကိုကျယ်ပြန့်ပြီးပါလာတဲ့ပုံစံဖြစ်ပုံစံလှုပ်ဆောင်နိုင်ကြတယ်။အနိရှော့အားဖြင့်အရွက်ကိုအပေါ်ရန်လွှာ epidermis ကောက်ွယ်ပေးပြီးအသွေးမှာမီဆိုဖီဟာအလိန်ဒလှုပ်ဆောင်ရန်အဓိကနေရာဖြစ်ပါတယ်။ epidermis အပေါ်ရန်လွှာ epidermis ဟာအရွက်ရဲ့အပြင်ပဆုံးကိုကာကွယ်ပေးတဲ့အလွှာဖြစ်ပါတယ်။ epidermis ဟာအရွက်ကိုရေဆုံးရှုံးမှုထိခိုက်ဒဏ်ရာရမှုတွေနဲ့ပိုးမွှားတန်တွေကနဲ့ကာကွယ်ပေးပါတယ်။ epidermis မှာရေငွေ့ပြန်တာတွေကိုတားဆီးပေးတဲ့ဖျောင်းဆန်တဲ့ cuticle လွှာဝေးစီ cuticle တစ်ခုမကြာခဏပါရှိပါတယ်။လောက epidermis မှာတော့ stroma လို့ခေါ်တဲ့တင်းငယ်တဲ့အဖွင့်အပိတ်အပေါက်ကလေးတွေပါဝင်ပါတယ်။ဒီစတိုမာရီမှာတော့ကာဗွန်ဒိုင်အောက်ဆိုက်ဝင်ရောက်ခွက်နေတဲ့အောက်ဆီဂျင်ထွက်ခွင့်တွေကိုခွင့်ပြုပေးပါတယ်။စတိုမာပေါက်တစ်ခုစီကိုစတိုမာရီကိုဖွင့်ပိတ်ထိန်းချုပ်ပေးတဲ့ gap cell နှစ်ခုကထိန်းချုပ်ထားပါတယ်။ထို့ကြောင့်အရေးပြားလွှာဟာတန်းခွဲဖလှယ်ခြင်းတွေကိုထိန်းချုပ်ပေးပြီးတော့မှအရွက်ကိုပြည့်စည်မှုမှာကာဝယ်ပေးပါတယ်